ဘဝတစ်ခုမှာအခက်ခဲပေါင်းအများကြီးကိုဖြတ်ကျော်တရားကျင့်တဲ့ပုဂ္ဂိုလ်တွေလည်းပဲအခက်ခဲပေါင်းမြောင်များစွာဖြတ်ကျော်တရားဓမ္မအရာမှာအမြင့်ဆုံးအဆင့်ရောက်ဖို့ဆိုတာအခက်ခဲတွေအများကြီးဖြတ်ကျော်လောကီစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းအခက်ခဲပေါင်းမြောင်များစွာဖြတ်ကျော်ခဲ့ရတဲ့ပုဂ္ဂိုလ်တွေရှိတယ်တရားဆိုတာကြတော့ပို့ပြီးတော့လေးနှစ်တာဘုရားအလောင်းတော်လေးဟာအခက်ခဲပေါင်း10မျိုးဖြတ်ကျော်ခဲ့ရတယ်ဖြတ်ကျော်ခဲ့ရတာကိုမန္တသားကြီးကိုသူပြန်ပြောတဲ့စကားအနေနဲ့ဟောထားရှိတယ်ပေါ့မင်းဖန်နေထားတဲ့အခက်ခဲတွေတို့ဖြတ်ကျော်ခဲ့ရအများကြီးပဲအဲ့ဒီအခက်ခဲ10ရက်ကိုဖြတ်ကျော်ဖို့ဆိုတာတတ္တိမရှိတဲ့လူတွေဖြတ်ကျော်နိုင်ဘူးကွာငါတို့ကတော့တတ္တိရှိတယ်ပေါ့မရမချင်းနောက်မဆုတ်ဘူးနော်ဘုရားအလောင်းလေးမှာဘာပါတော့ဆိုရင်တတ်တာယုံကြည်ချက်ပြင်းထန်တယ်ဘုန်းကြီးတို့တွေဘာလို့တရားမရယုံကြည်ချက်ကတိတ်မပြင်းထန်ရှိတော့ရှိတယ်မပြင်းထန်နော်ဘုရားလောင်းကယုံကြည်ချက်ပြင်းထန်တယ်ရကိုရရမယ်ရှိကိုရှိရမယ်ဆိုတာယုံကြည်ချက်ရှိအေးယုံကြည်ချက်ပြင်းထန်ပေမဲ့လို့လူပြင်းဆိုလည်းမရဘူးယုံကြည်ချက်တော့ရှိတယ်လုံလဝိရိယမရှိဘူးပြင်းနေတယ်ဆိုရင်ဘယ်လိုမှမရနိုင်ဘုရားလောင်းကငါမှယုံကြည်ချက်လည်းရှိတယ်လုံလဝိရိယလည်းငါမှရှိအေးယုံကြည်ချက်လည်းရှိပါရဲ့လုံလဝိရိယလည်းရှိပါရဲ့အသိဉာဏ်မရှိဘူးဆိုရင်လည်းမအောင်မြင်နိုင်ဘူးအသိဉာဏ်ဆိုတာအမြဲတမ်းအရေးကြီးတယ်ဟုတ်လားမြက်ကန်းလို့ဇုံမိတ်ပြီးတော့ယုံလို့ရတာမျိုးမဟုတ်ဘူးဒါကြောင့်ငါမှာကပြင်းထန်တဲ့ထက်မြက်တဲ့တရားစွမ်းအားရှိတယ်စွဲမြဲတဲ့လုံလဝိရိယရှိတယ်ထက်မြက်တဲ့ပညာရှိတယ်ဒါကြောင့်ငါလုပ်တဲ့အလုပ်ဟာအောင်ဖို့အောင်ဒါတွေဟာလူတွေရဲ့တတ္တိပဲရဲစွမ်းတတ္တိတွေပဲမနမင်းကချထားတဲ့တက်ကြီး10တက်ကိုဖြတ်ကျော်ပြီးတော့တိုက်ခိုက်ပြီးအနိုင်ရဖို့ရကြိုးစားရမယ်ဟောအဲ့ဒီနံပါတ်1ကငါတော့ဘုန်းကြီးတို့တွေလည်းကြည့်နံပါတ်1ကကာမဂုဏ်အာယုံ၅ပါးမှာပြောနေတယ်ဆိုတဲ့ sense of pleasure ဒီ desire for sense of pleasure ပြောစရာအာယုံတွေပေါ်မှာပြောခြင်းနဲ့စိတ်ကလေးဒီစိတ်ကလေးကိုတွန်းလှန်ပြီးတော့ကာမဂုဏ်အာယုံကထွက်ဖို့ဆိုတာလွယ်သလားခက်သလားလောကမှာလူတွေအများကြီးရှိတဲ့အထက်မှာကြည့်အဲ့ဒီအဆင့်ကိုမကျော်နိုင်ကြဘူးအခုတရားနာပရိသတ်တွေထဲမှာဒီအဆင့်မကျော်နိုင်လို့လူဘဝမှာဟုတ်လားနေကြတာဟုတ်လားဒီအဆင့်ကျော်လို့ရှိရင်လည်းအမျိုးသားတွေလည်းဂရုံတုံဖုံးကြီးဝမှာပဲအမျိုးသမီးတွေလည်းတိနာရှင်ဝမှာပဲသို့တော့ဒီအဆင့်တွေမှာပဲသူတို့နောက်ဆုံးနေကြပြီ